PSG အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ဘာစီလိုနာတိုက်စစ်ကစားသမားဖာနန်ဒိုတော်ရက်မင်္ဂလာပါပြည်သစ်လီဂူချန်ပီယံ PSG အသင်းကတော့ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ဖာနန်ဒိုတော်ရက်ကိုခေါ်ယူဖို့အတွက်ပြင်းပြင်းထန်ထန်စိတ်ဝင်စားနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာပါတယ်ဆိုတော့ဒီလိုစိတ်ဝင်စားမှုရဲ့အဓိကအကြောင်းရင်းကတော့မကြသေးခင်ကကမ္ဘာဖလားဘိုလ်လူပွဲစဉ်မှာစပိန်အသင်းအတွက်အနိုင်ကိုသွင်းယူခဲ့တဲ့ဆန်းဆောင်ရည်တွေပဲဖြစ်ပါတယ်ဒီကိုကသူ့ရဲ့ပြောင်းရွှေ့ရေးကိုတိတိတာတာမြင့်တက်စေခဲ့ပြီးတော့ PSG အနေနဲ့ကလည်းသူ့ကိုဦးစားပေးပြစ်မှတ်အဖြစ်ထားတာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီပြောင်းရွှေ့ကတော့တိတ်ပြီးတော့လွယ်ကူမဲ့ပုံတော့မပေါ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာစီလိုနာနဲ့ PSG ကြားထဲမှာဆိုလို့ရှိရင်တရားဝင်ဆွေးနွေးမှုတွေမရှိသေးပဲဘာစီလိုနာအနေနဲ့ဖာနန်ဒိုတော်ရက်ကိုအသင်းရဲ့အဓိကကစားသမားအဖြစ်ခုလက်ရှိမှာကျွန်တော်တို့ဆက်လက်မြင်နေစေဖြစ်တယ်ပေါ့နော်ဆိုတော့ဖာနန်ဒိုတော်ရက်ကကျွန်တော်တို့ဘာစီလိုနာနဲ့ချုပ်ဆိုထားတဲ့စာချုပ်တက်တန်းကတော့2020ခုအထိရှိနေပြီးတော့ဘာစီလိုနာအနေနဲ့သူ့ကိုလည်းလက်လွတ်ခံမှာမရှိဘူးလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကစားသမားရဲ့ဘက်ကလည်းကျွန်တော်စဉ်းစားကြရတွေရှိတယ်ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်သူ့အနေနဲ့ PSG ရဲ့စိတ်ဝင်စားမှုကိုအခွင့်အရေးကောက်တစ်ခုအဖြစ်ရှုမြင်နိုင်တယ်လို့လက်ရှိအသင်းမှာလည်းကျွန်တော်တို့အပြည့်အဝနေရာရဖို့အတွက်စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ဒါအပြင်ဒီကစားသမားကိုခုလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Atletico Madrid အသင်းနဲ့ Aston Villa အသင်းတို့ကပါစိတ်ဝင်စားနေတယ်ဆိုပြီးတော့သတင်းတွေထွက်လာပါတယ်ဆိုတော့ဒီကစားသမားကိုတော့ကျွန်တော်အနေနဲ့တော်တော်လေးကိုမှမကြိုက်ဘူးလို့ပြောချင်တယ်ပေါ့နော်ဘာစီလိုနာအသင်းမှာဆိုလို့ရှိရင်မကြိုက်တဲ့ကစားသမားဆိုလို့ရှိရင်ဒီဖာနန်ဒိုတော်ရက်ကိုပဲကျွန်တော်ကတော့ပြောချင်တယ်သူ့ရဲ့ကစားဟန်ကိုတကယ်ကိုလုံးဝကိုမကြိုက်ဘူးဒါကို PSG ကဘလို့ဖြစ်လို့စိတ်ဝင်စားနေတယ်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆိုတော့ညီကိုတို့ရဲ့အမြင်ကရောဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဘလို့တွေမြင်ကြလဲဒီဗီဒီယိုရဲ့ကွန်မန့်လေးမှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်